တခါတည်းလူရဲ့စိတ်ဟာစိတ်ကောင်းနှလုံးကောင်းဆိုတာဖြစ်လာတယ်တွေ့သားပေါ်မှာငဲ့ညတဲ့စိတ်မေတ္တာထားတဲ့စိတ်အကျိုးစီးပွားကိုလိုလားတဲ့စိတ်ဆိုတဲ့ဖြူစင်တဲ့စိတ်ဓာတ်လေးတွေတခါတည်းတစ်ဖက်သားကိုကူညီခြင်းတဲ့စိတ်တွေအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းလေးတွေဝင်လာပြီဆိုလို့ရှိရင်အဲ့ဒီစိတ်ကောင်းနှလုံးကောင်းနဲ့ပြောလိုက်တဲ့စကားလှုပ်လိုက်တဲ့အလုပ်ချတော့ထို့သောပြုလုပ်မှုကြောင့်ပြောဆိုမှုကြောင့်နောက်ကတတိကြီးစိတ်ချမ်းမြေ့ပွေရာတွေပဲဖြစ်ပေါ်လာတယ်ကိုလှုပ်လိုက်တဲ့အလုပ်လေးတစ်ခုကြောင့်စိတ်ချမ်းမြေ့ပွေရာဖြစ်လာဥပမာတစ်ခုပဲစိတ်ကောင်းနှလုံးကောင်းလေးရှိလို့ကုသိုလ်ကောင်းမှုလေးလုပ်လိုက်တယ်လူတစ်ယောက်ကိုကူညီလိုက်တယ်ကူညီလိုက်လို့ဟိုတစ်ဖက်သားကကျေးဇူးတွေတင်ပြီးအချင်းချင်းမေတ္တာသက်ဝင်ပြီးတော့နောက်ဆုံးမှာဒီစိတ်ချမ်းသာဝေရာတွေကဆင်ငယ်ဖြစ်လာကုသိုလ်ကောင်းမှုပြုလိုက်တယ်စိတ်ကောင်းနှလုံးကောင်းလေးဝင်လို့မြတ်စွာဘုရားကိုရှိခိုးလိုက်တယ်ပန်းရည်ချမ်းစီမီပန်းတို့ဖြင့်ပူဇော်လိုက်တယ်ဆိုတဲ့အခါဒီကုသိုလ်ရဲ့အစွမ်းနဲ့တန်တရားထဲမှာကောင်းတဲ့ဂတိဘုံတွေရောက်သွားကြတယ်ဆိုတာလည်းရှိတယ်